ခမရအလိုမရှိလို့ထားခဲ့တဲ့ကျုပ်ကိုလေခုအလိုရှိတဲ့လူတွေကအိမ်အထိလားခေါ်နေကြပြီစစ်တနန်းတက်ဖို့လားဟုတ်ကျန်တဲ့အပိုင်းတွေကိုလက်ခံလို့ရတယ်ကားတိုးစီးဖို့ဝါသနာမပါတာကိုလည်းလက်ခံလို့ရတယ်နော် 1T2T coffee ဆိုင်မှာဒီမတောက်ချင်တာလည်းလက်ခံလို့ရတယ်ပါကော်ဖီမကြိုက်တတ်တာဟိုတယ်မှာကိုကာကိုလာတောက်ဖို့သူခေါ်တယ်ဆိုတော့ကိုဟိုတယ်မှာကိုကာကိုလာတောက်ဖို့သူခေါ်တယ်ဘယ်သူကခေါ်လဲကိုကာကိုလာဟိုတယ်မှာပဲတောက်ပါအဲ့ဒါဘာဖြစ်လဲဟိုတယ်မှာကိုကာကိုလာတောက်ဖို့သူခေါ်တယ်ဆိုဟုတ်တမီးကဘာမှမသိပါဘူးတမီးကစဉ်းစားနေတာပေါ့နော်ဟဲ့ဒီချိန်မင်္ဂလာဆောင်ရင်ဘာတွေလုပ်တင်လဲဒီချိန်မင်္ဂလာဆောင်မယ်ဆိုရင်တန်ပြားကိုမိခင်ပြီးဖင်မကတ်ကြီးခန်းနိုင်ရင်ဆောင်ပြီးခဲ့တဲ့ဘက်ကလည်းချဲထိုးတာ6လုံးလွဲတယ်ဟာရှိတယ်မ3လုံးလေကွာနောက်ပတ်ခါမှလွဲပြီးသားတီတီနဲ့မိုက်တာပေါ့အဲ့မဲ့မနေ့ကဒီမလာခင်ကျပတောင်းမှာဈေးသွားဝယ်တာဟုတ်လားပတ်ဆိုင်ကြီးကောက်ရဟဲကန်ကောင်းတယ်ဟွာပြီဒါမဲ့ကန်ဆိုးတယ်ဘာလို့ပတ်စံပါဘူးဒါမဲ့ကန်ကောင်းတယ်ဘာလို့လက်ကောက်တကွင်းပါတယ်ရွှေလေးတွေကောင်းတာဗျာဒါမဲ့ကန်ဆိုးတယ်ဘာလို့အတူကြီးဒါမဲ့ကန်ကောင်းတယ်ဘာလို့ဟင်းရသွားဝယ်တာဟင်းရရောင်းတဲ့မိန်းမကြီးအောက်ဆက်လွတ်နေတာကြည်ရဟုတ်လားဒါမဲ့ကန်ဆိုးတယ်ဘာလို့ဘောင်းမီနဲ့ဘော်ဒီလည်းမဝင်ဘူးတဲ့ဟုတ်တယ်ရှင်ဘော်ဒီရောက်မယ်ရေလျှော်ထားတာမထောက်သေးဘူးလှမ်းထားတယ်လှမ်းထားတဲ့ခါကျဝစ်စရာမရှိလို့မဝင်ဘူးဟဲ့နော်ငါနော်ကိုတွဲလောက်နဲ့ဈေးရောက်နေကျေးဇူးပဲနော်မိကလေးပဲဘော်ဒီကတော့ဝေးရပါလို့ဆိုဒီမှာလဲဖုန်းကိုဟော့တီလိုကြီးပြပြီးတော့ရောင်းနေတာဟုတ်နော်ဒီဘာမှမဟုတ်ပြအပေါ်ရန်လေးမြင်ရတဲ့ဟာကိုနင်တို့ဟော့လို့ချောင်းကြည့်လိုက်အပေါ်ကနေစီးပြီးဒီလိုကြည့်လိုက်ဟော့လို့မျိုးဇုံဆွဲကြိုက်တို့မှာဖီးတော်တက်နေကြတာဟာလားတော်တော်ကိုကြည့်လို့ကောင်းနေကြလားဖုန်းကိုမကြည့်ပဲနဲ့နင်တို့ဒီ bra ဝတ်တာပဲယောက်ျားတို့ကြီးတနေ့စိတ်ဝင်စားနေတယ်နော်မိကလေးပဲ bra တော့ဝေးရတာပေါ့ဟဲ့နော်ဒါပေမဲ့လည်းတချို့အင်ဂျီတွေက bra ဝတ်ဆရာမလို့အုံပါပြီးသားတွေနော်ဒါပေမဲ့တစ်ခါတလေကြိုက်လဲနင်တို့အမျိုးသားတို့ကြီးတွေကဂျင်းအရန်ထဲလို့ကောင်းတယ်နော်အမျိုးသမီးတို့တွေနင်တို့ဂျင်းထဲနေကြနင်တို့မသိဘူးလားတစ်ခါတလေကြိုက်လေငါပြောပြလိုက်မယ်နော်အုံပါပြီးသားအင်ဂျီတွေကိုအောက်ကဖော်တစ်စိတ်ခံ bra တစ်စိတ်ခံပြီးထပ်ပြီးတော့ဝတ်ကြတယ်အဲ့တော့ bra နှစ်ခုဝတ်တယ်လို့ဖြစ်သွားတယ်အဲ့တော့ဘာအကျိုးတရားမှုရှိလဲဆိုရင် bra နှစ်ခုထောက်ဝတ်တာဖြစ်တဲ့အတွက်ညက်တဲ့အချိန်ကြတော့ပေါ့နော်ပို့ပြီးတော့ဈေးစိတ်ကနေအုံတီဖြစ်သွားတယ်အဝေးပြေးလာမှစီကနေဟောလူ line နေချနေတဲ့ကမှုကြီးတွေဖြစ်သွားတယ်ပေါ့နော်ငါတို့မျိုးသမီးတွေကဂျင်းနေထိုင်လို့တော့ကောင်းနေရပဲနော်ဈေးစရနဲ့အုံဒီဖြစ်စီတဲ့နီလန်လေးပါရှင်းနော် Ready 1 2 3 go music ချူချူသင်းနေပကြောင်ရနံကလေးအယောကိုဝင်3လရှိနေတာဘိုက်ကောင်လေးကအသက်လို့ကြွကြွခဲ့ဘူးတယ်ဗျမိမယောက်ျားလုပ်ပေးတာကောင်းရဲ့လားအရန်ကောင်းတယ်တကယ်အဲ့ဒါဆိုယောက်ျား2ရိုင်းလုပ်ပေးမယ်နော်ယောက်ျားပြင်မနေမှာပေါ့ပြင်မမှာစီမိမရေကိုမိမကိုလှုပ်တာပဲအဲ့ဒါဆိုလေယောက်ျားသဘော oh no nice အခုရောယောက်ျားနှိပ်ပေးတာအညောင်းပြေရဲ့လားဟဲ့အောင်နေမင်းတို့ငါသင်ပေးတာမှတ်မိရမလားအစဒီစေဘယ်ညာမဟုတ်ဘူးဘယ်ညာပေါင်းကောင်းငင်ကြီးကပြတယ်မမတွေကညာတယ်ဟိုမိုင်းဘာလုံးနေလဲအိတ်နေတယ်မမနော်ရမ်းမလုံးနဲ့နှခါးတွေပြက်ကုန်မယ်ဘာဖြစ်စီနေရုံမပေါက်စီနဲ့ငလင်းနဲ့မိန်းမတွေကခံမန်းလို့မရဘူးဘနှက်ကွက်လဲနှစ်ကွက်ချစ်လားလဲမမေဘူးပြစ်ထားလဲမဆွေးဘူးငါတို့ကဘာလဲမမရဲ့မောင်လေးအလေဟဲ့တကယ်ချင်းနေအကြိုက်ဆုံးအရာတစ်ခုကိုလုပ်ပါဆိုနေဘာလုပ်မလဲအိုးငါအိပ်ပြစ်မှာအိပ်ရတာငါအရင်ကြိုက်တာဟဲ့ငါလည်းကြိုက်တယ်ဟဲ့တရက်လောက်ချိန်ပြီးအတူတူအိတ်ကြ哎呦我的
လေးဆက်လက်တွေမတောင်းနဲ့ယောဂရလိမ့်မယ်မမနှခမ်းအောင်လာနဲ့မမနှခမ်းအောင်လည်းယောဂမရအောင် Nice. ဒီမှာညီလေးတို့ဆက်လိုက်ပဲဆက်တော့သူတို့ပါစငုံမိသားကြီး ဟဲ့နေပါစကားပြောရလဲ ဟဲ့ငါပြောတာနင်တို့မိန်းကလေးတွေကချူချင်ကြိုက်တယ်လေမငုံဘူးလားငါတို့ယောက်ျားလေးကချူချင်မကြိုက်ဘူးလေအဲ့ဒါကိုပြောတာ အေးချိုရှင်လေးပါရေးထည့်ပြော ပနာစရာရဲ့အောင်နာတဲ့တက်တဲ့ညာညာပြောလိုက်လေစကားမရှိသူရှိတဲ့ရှင်ရဲ့